လူတွေကတော့ကျမရဲ့လမ်းလျှောက်ပုံကကိတ်နေလုံးလို့လမ်းလေတိုင်းရွှေပွင့်နေလို့ချီးကျူးကြပါတယ်ဒါပေမဲ့အဲ့ဒီလှပမှုနောက်ွယ်မှာရက်ဆက်တဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတာဘယ်သူမှမသိကြဘူးကျမဖခင်ကလစဉ်လာတိုင်းကျမရဲ့ခြေပွားကိုဓာတ်နဲ့ခွဲပြီးတောင်ပင်လေပလဲလုံးတွေကိုအထဲထဲထည့်သွင်းခဲ့တာပါခြေတလန်းတိုင်းမှာရွှေတွေပါလာပါစေဆိုတဲ့လင်းမိသားစုရဲ့ကံကောင်းခြင်းနမိတ်အတွက်ပေါ့အသားအစတွေကပလဲလုံးတွေကိုဝါမျိုးသွားတဲ့အထိခြေတလန်းလန်းတိုင်းဓာတ်နဲ့အမှုန်းခံရတယ်လို့နာကျင်ရပါတယ်သွေးတွေဆူရွှဲနေတဲ့ပန်းထိုးဖက်နှက်ပေါင်းများစွာကိုလဲခဲ့ရပြီးနောက်ဆုံးမှာတော့ခြေပွားတစ်ခုလုံးပလဲတွေနဲ့ပြေးသွားတဲ့အခါကျမနာကျင်မှုကိုမခံစားရတော့ပါဘူးအဲ့ဒီအခါကျမှဖခင်ကကဲငါသမီးလက်ထပ်ဖို့အဆင်သင့်ဖြစ်ပြီးလို့ကျေနပ်စွာပြောခဲ့တာပါအတိတ်ဘဝတုန်းကကျမဟာငွေစင်8သိန်းကျော်နဲ့တန်ဖိုးဖြတ်လို့မရတဲ့ယတနာတွေတင်ဆောင်ထားတဲ့ကုန်တင်သင်္ဘော16စီးနဲ့အတူကြောက်မိသားစုစီကိုဂုံတရေရှိစွာလက်ထပ်ဝင်ရောက်ခဲ့ပါတယ်ဒါပေမဲ့အရှက်မရှိတဲ့အဲ့ဒီမိသားစုကကျမရဲ့တင်တောင်းပစ္စည်းတွေကိုတုံးပြီးသူတို့ရဲ့ကြွေးတွေကိုဆက်ခဲ့ကြတယ်ပြီးတော့မှကျမကိုကုန်တယ်သမီးဆိုပြီးနှိမ်ကြတယ်သူတို့ရဲ့မြင့်မြတ်တဲ့သွေးမျိုးတွေကိုညဉ့်ညမ်းစေတယ်လို့ဆွဆွဲခဲ့ကြပါတယ်အစာရေစာနှက်ပြက်ပြီးလူတိုင်းရဲ့ကဲ့ရဲ့မှုကိုခံခဲ့ရတဲ့ကျမဟာနောက်ဆုံးမှာတော့ချမ်းအေးလာတဲ့စောင်းညတညမှာအေးခဲပြီးတေဆုံးခဲ့ရပါတယ်ဒါပေမဲ့ကျမမတေခင်နောက်ဆုံးလုပ်ရက်အနေနဲ့ကြောက်မိသားစုတစ်ခုလုံးကိုအနှံ့ဆုံးတွင်နဲ့ဆွဲချပြီးမှတေဆုံးခဲ့တာပါအခုတော့ကျမအတိတ်ကိုပြန်ရောက်လာပါပြီနိုးလာတဲ့အချိန်မှာကျမစီးလာတဲ့သင်္ဘောဟာမြို့တော်စီကိုဦးတည်ပြီးခုံမောင်းနေတော့ပဲရှိသေးတယ်အစီကံမလေးရင်ရှုကကျမနိုးလာတာမြင်တော့ခေါင်းလေးခုပေးပြီးမီးအေးနဲ့တည်ထားတဲ့တံပိုးကြီးရွှေရောင်ငှက်တိုက်စွပ်ပြုတ်ကိုငွေကြွေးပကံလေးနဲ့ယူလာပေးပါတယ်နှွေးထွေးပြီးနူးညံ့တဲ့အရသာကရှာပေါ်မှာပျော်ဝင်သွားပေမဲ့ကျမရဲ့စိတ်ထဲမှာတော့အတိတ်ကနာကျင်မှုတွေကအေးဆက်နေတော့မှပဲကျမဇွန်းလေးကိုကင်ပြီးခဏလောက်ငြိမ်နေမိပါတယ်ရင်ရှုကကျမဇွန်းလေးကိုကင်ပြီးငြိမ်နေတာကိုမြင်တော့အစားအသောက်အဆင်မပြေဘူးထင်ပြီးစိုးရိမ်တကြီးကြည့်နေပါတယ်မြို့တော်ကိုသွားရတဲ့ခရီးကရှည်လျားလွန်းလို့ပါအစားအသောက်တွေကလည်းအိမ်မှာစားရတယ်လို့မကောင်းဘူးပေါ့မလေးရဲ့နည်းနည်းလောက်တီးခံပါအောင်တော့မြို့တော်ရောက်ရင်အားလုံးအဆင်ပြေသွားမှာပါတဲ့သူမရဲ့စကားကိုကြားတော့ကျမတိတ်ဆိတ်သွားမိပါတယ်ကျမရဲ့ရိုးသားရှာတဲ့ရင်ရှုရဲ့သူမအတွက်တော့လက်လက်ဆက်ဆက်နှစ်တိုက်ဆွပြုတ်မတော့ရတာကဒုက္ခလို့ထင်နေတာလားတကယ်ဒုက္ခဆိုတာဘာလဲဆိုတာသူမလုံးဝမသိသေးပါဘူးအတိတ်ဘဝရဲ့နောက်ဆုံးချိန်တွေမှာအေးဆက်လာတဲ့ဆောင်းတွင်းကြီးထဲမှာစုပ်ပြတ်နေတဲ့ဆောင်းဆုပ်လေးကိုခြုံပြီးပုတ်တိုးနေတဲ့စားချင်းစားကြံတွေကိုမျိုးချခဲ့ရတာပါအဲ့ဒါမှတကယ်ငရဲတကယ်ဒုက္ခအစ်စ်ပါအဲ့ဒီအချိန်တုန်းကဆိုရင်နှစ်တိုက်ဆွပြုတ်နေတာကရိုးရိုးပေါက်စီပူလေးတစ်လုံးတောင်ကျမအတွက်နှက်တုတ်တာလို့ဖြစ်နေမှာကျမဆွပြုတ်တစ်ပတ်ကန်လုံးကိုကုံအောင်တောက်လိုက်ပြီးပါဇက်ကိုတုတ်ကဘန္နာဆိုးလင်းအန်းကိုခေါ်ခိုင်းလိုက်ပါတယ်မြို့တော်ကိုရောက်ဖို့9ရက်လောက်လိုသေးတဲ့အချိန်မှာပဲနင်းအန်းဟာကျမရဲ့လက်ရည်မူစားဆောင်အဖြူရောင်ကြောက်စိမ့်ကွန်ရင်ရုပ်တုတဆူနဲ့ညအလင်းရောင်ပလဲလုံး100တို့ကိုတည်ဆောင်ပြီးလှေငယ်လေးတစ်စင်းနဲ့မြို့တော်စီကိုကြိုတင်ထွက်ခွာသွားပါတော့တယ်။မောင်မဲနေတဲ့ရေပြင်ပေါ်မှာပျောက်ကွယ်သွားတဲ့လှေငယ်လေးကိုကြည့်ပြီးကျမလက်သီးကိုတင်းဆုပ်လိုက်ပါတယ်။ဒီတစ်ခါတော့ကျမရဲ့ငွေစင်8သိန်းကကျမကိုအမြင့်ဆုံးနေရာကိုပို့ဆောင်ပေးလိမ့်မယ်။ကျောင်းမိသားစုကတော့သူတို့မဆက်နိုင်တဲ့အကျွေးပုံကြီးအောင်မှာနစ်မြုပ်ပြီးတေဖို့သာပြင်ထားကြတော့ကိုပိုင်နဲ့အာနာကိုဘသူလက်ထဲမှာနောက်ထပ်အနှင်းမှာမဟုတ်တော့ဘူးဇူလိုင်လ20ရက်နေ့လင်းမိသားစုရဲ့တင်မောကြီးမြို့တော်စိတ်ကန်းကိုစိုက်ကက်လိုက်ပါပြီရင်ရှုကကျမကိုမျက်နှာဖုံးအုပ်ထုတ်ဆောင်ပေးဝေယုံကိုတေးသေးချာချာချီပေးပြီးစိတ်ခံတရားပေါ်ကိုဖြည်းဖြည်းချင်းလှမ်းတက်နိုင်အောင်ကူညီပေးပါတယ်ကျမရဲ့ခြေလမ်းတိုင်းမှာပလဲတွေရဲ့နာကျင်မှုရှိနေပေမဲ့ဒီတစ်ခါတော့အဲ့ဒီနာကျင်မှုကကျမကိုပိုပြီးတန်မာစေပါတယ်စိတ်ကန်းမှာကျမကိုလာကြုံနေတဲ့ကြောက်မိသားစုရဲ့လူတွေကတော့သူတို့ရဲ့ရွှေတွင်းကြီးရောက်လာပြီဆိုပြီးမျက်လုံးတွေတောက်ပနေကြတာပေါ့သူတို့မသိတာကတော့ဒီရွှေတွင်းကြီးကသူတို့ကိုပြဖြစ်အောင်လောင်ကျွမ်းပစ်မဲ့မီးတောင်ကြီးဖြစ်နေတယ်ဆိုတာပါပဲအသက်ကြီးအမျိုးသမီးတစ်ယောက်ကပြုံးစီစီနဲ့ကျမစီလျှောက်လာပြီးကြောက်အိမ်တော်မှာဧည့်သည်ဖြစ်တဲခိုဖို့ထန်းစင်ပေါ်တက်ပါလို့ဖိတ်ခေါ်ပါတယ်အတိတ်ဘဝတုန်းကတော့ကျမဟာဘာမှမစင်စားပဲသူတို့ခေါ်ရနောက်ကိုလိုက်သွားခဲ့ပြီးကြောက်မိသားစုရဲ့တောင်းဆိုမှုကြောင့်အဲ့ဒီအိမ်တော်မှာပဲတညအိတ်တဲခိုခဲ့မိပါတယ်အဲ့ဒီနောက်ရပိုင်းနေငယ်မှာတင်ကျမဟာကြောက်လင်ရွံ့နဲ့လုံလုံကျူးကျူးဖြစ်ခဲ့ပြီးပြီဆိုတဲ့ကောလာဟာလာတွေမြို့တော်တစ်ခုလုံးပြန့်နှံ့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသခင်မကြီးကြောက်ကကျမကိုခေါ်ပြီးမင်းရဲ့နာမည်ကပြတ်သွားပြီဆိုတော့မရေငယ်ဖြစ်နေပဲအိမ်တော်ထဲဝင်ခွင့်ပေးမယ်ဆိုပြီးအခွင့်ကောင်းယူအနိုင်ကျင့်ခဲ့တာပါအဲ့ဒီတုန်းကတော့ကျမကလက်ဖက်ရည်ခွက်ကိုချလိုက်ပြီးဒီသတင်းတွေနဲ့သူတွေကိုအာနာပိုင်တွေစီဆွဲခေါ်သွားဖို့လင်းအန်းကိုအမိန့်ပေးခဲ့ပါတယ်အဲ့ဒီတော့မှသခင်မကြီးကြောက်ကငါမျက်စိလဲသွားလို့ပါဆိုပြီးစကားကိုအားကောင်းရှာကောင်းပြန်မျိုးချခဲ့တာပေါ့အခုပြန်စဉ်းစားကြည့်မှအဲ့ဒီအချိန်ကလေးကဂုံတိတ်ခါကိုမျက်မနေပဲဒီစိတ်ဆက်ပွဲကိုချက်ချင်းဖြစ်ခဲ့တဲ့နာပါအခုတော့ကျမရဲ့မျက်နှာကဲကိုကြည့်ပြီးရင်ရှုကချက်ချင်းပဲရှေ့ကိုတလန်းတိုးလိုက်ပါတယ်ဒီတော်ကြီးကတော့မျက်စိလဲနေပြီထင်တယ်ကျမတို့သခင်မလေးကခရီးဝေးကလာတာဆိုတော့အနားယူဖို့လိုအပ်တယ်လေလို့ပိတ်ပြောလိုက်ပါတယ်ကျမကတော့အဲ့ဒီအမျိုးသမီးကိုအေးဆက်ဆက်ကြည့်လိုက်ပြီးကြောက်အိမ်တော်ကိုသွားဖို့မလိုပါဘူးကျမတို့ကိုယ်ပိုင်ဝယ်ထားတဲ့အိမ်တော်စီကိုပဲအရင်သွားမယ်လို့အမိန့်ပေးလိုက်ပါတယ်ကြောက်မိသားစုရဲ့အကွက်ထဲကိုအလွယ်တကူဝင်မသွားတော့တဲ့ကျမရဲ့ပြောင်းလဲမှုကိုကြည့်ပြီးအဲ့ဒီအမျိုးသမီးကတော့ကြောင်အန်းဖြစ်ကြံရစ်ခဲ့တာပေါ့